ကျေခြင်းတွေအလေးပြောင်းများနေဘဝတွေကမတူဘူးတချို့ကချမ်းသာခြင်းတွေနဲ့တချို့ကဆင်းရဲခြင်းတွေတမန်သူဘဝမှာလူချင်းတော့အတူပဲတနေ့ကြရင်တော့အိမ်ပြန်ရမယ်လူတွေပဲတချို့ကချစ်တွေနဲ့တချို့ကအမုန်းတွေနဲ့လမ်းခွဲပုံချင်းမတူတာနဲ့ဒီပါအတူစီလာတဲ့ရထားကြီးပဲနေရမရဲ့အောင်မအိုးနေဝင်ချင်ရဟာဒီအပီးဒီရဲ့နဲ့တာဘဝမှာအချို့ရှိအောင်ကနေထိုင်သွားပါလူဖြစ်တော့ခိုက်တယ်မှာရှိုးတာချင်းနဲ့ချိုးစားပါလူဖြစ်တော့ခိုက်တယ်မှာကောင်းတာလေးမလို့အကောင်းဆုံးဖြစ်အောင်ရှင်သန်သွားပါဆိုတာဟာစံကြေးခြင်းတွေအလေးပြောင်းများနေဘဝတွေကမတူဘူးတချို့ကချမ်းသာခြင်းတွေနဲ့တချို့ကဆင်းရဲခြင်းတွေတမတ်သူဘဝမှာလူချင်းတော့အတူပဲတနေ့ကြရင်တော့အိမ်ပြန်ရမယ်လူတွေပဲတချို့ကချစ်တွေနဲ့တချို့ကအမုန်းတွေနဲ့လမ်းခွဲပုံချင်းမတူတာနဲ့ဒီပါအတူစီလာတဲ့ရထားကြီးပဲနေရမရအောင်မအိုးနေဝင်ချင်ရဟာဒီအပီးဒီရဲ့နဲ့တာဘဝမှာအချို့ရှိအောင်ကနေထိုင်သွားပါလူဖြစ်တော့ခိုက်တယ်မှာရှိုးတာချင်းနဲ့ချိုးစားပါလူဖြစ်တော့ခိုက်တယ်မှာကောင်းတာလေးမလို့အကောင်းဆုံးဖြစ်အောင်ရှင်သန်သွားပါသူစီလာတဲ့ရထားကြီးပဲနေရမရအောင်မနေဝင်ချင်ရဟာဒီအပီးဒီရဲ့နဲ့တာဘဝမှာအချို့ရှိအောင်ကနေထိုင်သွားပါလူဖြစ်တော့ခိုက်တယ်မှာရှိုးတာချင်းနဲ့ချိုးစားပါလူဖြစ်တော့ခိုက်တယ်မှာ